သူကတော့ဂျပူစစ်တီတော်တစ်ဖွဲ့လုံးကိုတဆက်စီဖြစ်အောင်ချေမုန်းလူနီးပါးဖြစ်ခဲ့တဲ့မြူကိုဝေတဲ့တောင်တန်းကြီးရဲ့ဂိုဘလင်ဘရင်ကြီးပဲဖြစ်ပါတယ်အခြေအနေတွေဟာလုံးဝမျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲမောင်မိုက်နေတဲ့ကူကြီးတဲကိုတောက်ပတဲ့အလင်းနဲ့တစ်ခုဖြတ်တန်းဝင်ရောက်လာခဲ့ပါတယ်ဆရာကြီးဂန်ဒက်ဟာကောင်းကင်ကနေမိရှန်တစ်ခုလိုဆင်းသက်လာပြီးမောင်မိုက်ချင်းတွေကိုအလင်းပြလိုက်ပါတော့တယ်သူဟာဂျပူစစ်တီတော်တွေရဲ့တူးရဲသောမျောလင်းချက်ဖြစ်ပြီးသူတို့ရဲ့တော်လန်လိုတဲ့စိတ်တက်မိတော့ကိုချက်ချင်းပြန်လဲမွေးဖွားပေးလိုက်တာပါတကယ်တော့လွန်ခဲ့တဲ့3ရက်တုန်းကဂျပူစစ်တီတော်အဖွဲ့ဟာရီဗန်ဒဲပြည်နယ်ကနေထွက်ခွာလာခဲ့ကြပြီးမြူကိုဝေတဲ့တောင်တန်းကြီးကိုဖျက်ဆီးစင်မှာပဲပြင်းထန်တဲ့မုန်တိုင်းတံကိုခံခဲ့ရပါတယ်။အဲ့ဒီမှာတောင်တန်းတွေကြားကကြောက်ဆောင်အေယာမဘီလူကြီးတွေကကိုပါမတော်တဆသွားနှုတ်မိခဲ့ကြတာပါဂျပူတွေခမညာတောင်ကွဲကျောင်းလေးတွေထဲမှာမနှဲပုံအောင်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာအလစ်ဘီဘိုကလည်းစွန်စားခန်းအတွေ့အကြုံမရှိတာကြောင့်6ထဲပြုတ်ကျလူနီးပါးပြဿနာတက်နေခဲ့ပါတယ်။ကံကောင်းကျင်တော့တိုရင်ကသူ့ကိုအချိန်မီလှမ်းဆွဲနိုင်ခဲ့ပေမဲ့တိုရင်မှာအောက်ကိုပြုတ်ကျလူနီးပါးဖြစ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့တခြားချက်ပူတွေဝိုင်းကူလိုက်လို့သာ2ယောက်စလုံးဘေးရန်တွေကနေတီတီလေးလွတ်မြောက်ခဲ့တာပါ။အဲ့ဒီအချိန်ကစပြီးတိုရင်ဟာဘီဘိုကိုအဖွဲ့အတွက်ဝင်ထုတ်ဝင်ဖို့တစ်ခုလိုတတ်မှတ်လိုက်ပါတော့တယ်။မုန်တိုင်းငြိမ်သွားတဲ့အခါဂျပူတွေဟာမိုးခုတ်ဖို့အတွက်ခုတစ်ခုထဲမှာခိုးလုံခဲ့ကြပါတယ်။ညနေပိုင်းရောက်တော့ဂျပူတွေအားလုံးအိပ်ပျော်နေချိန်မှာဘီဘိုတယောက်ပဲဟိုလက်ဒီလက်နဲ့အိပ်မပျော်နိုင်ဖြစ်နေခဲ့ပါတယ်။သူဟာအဖွဲ့အတွက်အသုံးမဝင်ဘူးဆိုတဲ့တူရင်ရဲ့စကားတွေကသူ့ရင်ထဲကိုတံမိုးနဲ့ရိုက်နှက်လိုက်တယ်လို့ခံစားရပြီးစိုးရိမ်စိတ်တွေပိုများလာခဲ့ပါတယ်။ဒါကြောင့်သူဟာဝင်ထုတ်ဝင်ဖို့မဟုတ်ကြောင်းတက်တည်ပြဖို့အတွက်အဖွဲ့ထဲကနေတိတ်တဆိတ်ထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်။အတိအကျအဲ့ဒီအချိန်မှာပဲဘီဘိုကင်ထားတဲ့နက်တီဝါဓာတ်မြောင်လေးဟာအပြာရောင်လင်းနှန်းတွေဖြတ်ခနဲတောက်ပလာပါတော့တယ်နောက်တစ်စက္ကန့်မှာတော့သူတို့အားလုံးဟာဂိုဘလင်တွေထောင်ထားတဲ့ထောက်ချောက်ထဲကိုတန်တန်မတ်မတ်ကြီးကြားရောက်သွားခဲ့ပြီးမောင်မိုက်တဲ့ကြားကနေထွက်ပေါ်လာတဲ့ဂိုဘလင်အုပ်ကြီးရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ်ရုံးရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာဘီဘိုကတော့အမောင်နဲ့ပုံပြီးသူတို့ကိုကယ်ဖို့ဓာဆွဲထုတ်ခဲ့ပေမဲ့အောက်မိတ်ဆာတကောင်ကလမ်းပိတ်ရက်လိုက်ပါတယ်လုံးထွေးတပ်ပုတ်ရင်းနဲ့2ယောက်စလုံးခြေချော်ပြီးအဆုံးမရှိတဲ့အမောင်တွေးနဲ့ကြီးတဲ့ကိုပြုတ်ကျသွားခဲ့ပါတော့တယ်ဒီနေရာမှာပဲဘီဘိုဟာဂေါလန်နဲ့ဆုံတွေ့ခဲ့ပြီးစွမ်းအားရှင်လက်စွပ်ကိုပိုင်ဆိုင်ခွင့်ရခဲ့တာပါသူတို့ရဲ့ကံကြမ္မာဟာအဲ့ဒီစက္ကန့်ကစပြီးပြောင်းလဲသွားခဲ့ပါတယ်တစ်ဖက်မှာလည်းဂိုဘလင်ဘရင်ကြီးဟာတိုရင်ကင်ထားတဲ့အော့ခရက်စ်ဓာတ်မြောင်ဟာကိုမြင်မြင်ချင်းထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်ငါအဲ့ဒီဓာတ်ကိုတိတာပေါ့အဲ့ဒါဂိုဘလင်တွေကိုခုတ်ထစ်တဲ့ဓာတ်ပဲစစ်သူရဲတွေရဲ့ဓာတ်လေပင်ပေါင်းထောင်ချီကိုဖျက်ခဲ့တဲ့ဓာတ်ပဲသူတို့ကိုခုတ်ထစ်ပစ်ဆန်းတက်ပစ်ဆန်းအကုန်လုံးကိုတက်ပစ်ကြဆန်းသူ့ကောင်းကိုဖျက်ပစ်လိုက်ဂျပူတွေကိုကိုမြက်ခါနီးအချိန်ကိုက်မှာပဲဆရာကြီးကဏ္ဍပြောက်ရှိလာပြီးအလင်းမော်အတက်ကိုတုံးကသူတို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုပြန်လဲနှိုးဆွပေးလိုက်ပါတယ်ညာလက်ကဓာတ်ဘက်လက်ကတုတ်ကောက်ကိုကင်ပြီးဆရာကြီးဟာတွေးချင်းချင်းနေတဲ့တိုက်ပွဲလမ်းကြောင်းကိုစတင်ဖောက်လုပ်ပါတော့တယ်တူရင်ဥဆောင်တဲ့ဂျပူစစ်တီတော်တွေကလည်းအနောက်ကနေကတ်လိုက်ရင်မှောင်မိုက်တဲ့ဂူလိုင်းကောင်းတွေထဲမှာတိုက်ခိုက်ရင်စုတ်ခွာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာဂိုဘလင်ဘရင်ကြီးဟာလမ်းကိုပိတ်ဆို့ဖို့အရှိကိုခုန်ထွက်လာပါတယ်။ဒါပေမဲ့ဆရာကြီးဂန်နက်ကတော့အချိန်ဆွဲမနေပဲဂိုဘလင်ဘရင်ကြီးကိုတစ်ချက်တည်းနဲ့အပြည့်ရှင်းပစ်လိုက်ပါတော့တယ်။သူတို့နင်းထားတဲ့တရားကြီးဟာအလေးချိန်တန်ကြောင့်ပြိုကျသွားခဲ့ပေမဲ့ကံကောင်းထောက်မစွာနဲ့ဂျပူတွေအားလုံးဒဏ်ရာမရပဲလွတ်မြောက်ခဲ့ပါတယ်။သူတို့အမောဖြေဖို့တောင်အချိန်မရခင်ပါပဲ။ထောင်ထဲချီတဲ့ဂိုဘလင်တွေနဲ့အောက်မိတ်ဆာတွေကအနောက်ကနေထက်ချက်မကွာလိုက်လံတိုက်ခိုက်နေပါသေးတယ်။ဂျပူတွေဟာဂူထွက်ပေါက်ရှိတာဘက်ကိုအားကုန်ရုံထွက်ခဲ့ကြရပြီ။အပြင်ကနေအောင်ကြီးကိုအသုံးချပြီးတော့ပဲရန်သူတွေကိုမောင်းထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာလက်စုပ်ဝတ်ထားလို့ပိုပြောက်နေတဲ့ဘီဘိုကတော့ဂျပူတွေအပြင်ကိုထွက်ခွာသွားတာကိုဒီအတိုင်းပဲရက်ကြည့်နေခဲ့ရပါတယ်။ဂျပူတွေထွက်သွားပြီးတဲ့နောက်ဘီဘိုဟာလမ်းပိတ်နေတဲ့ဂေါလန်ကိုတက်ပစ်ဖို့စဉ်းစားခဲ့ပါသေးတယ်။ဒါပေမဲ့ဂေါလန်ရဲ့မျက်လုံးထဲကနာကျင်မှုနဲ့မျောလင်းချက်မဲ့နေတဲ့အရေးအယောင်တွေကိုမြင်လိုက်ရတဲ့အခါမှာတော့သူဟာဂေါလန်ကိုအသက်ချမ်းသာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။